မင်္ဂလာပါခင်ဗျာမောင်ရှိယူဗျာလူပြက်ကလေးသနာစရာဟေးရှက်ပါလေကွာရွှေမင်းသမီးလေးနာမှာတပွားမှမခွာခင်ကညာကျင်ကျင်ပါတော့မယုံလုံးပါကိလီမောင်နှံများအပြင်မကွဲပဲနေနေတာအချီယာမောင်ရှိယူဗျာလူပြက်ကလေးသနာစရာဟေးရှက်ပါလေကွာရှင်းလိုက်ပါဗျာရွှေမင်းသမီးလေးနာမှာတပွားမှမခွာခင်ကညာကျင်ကျင်ပါဘုံမယုံလုံးပါကိလီမောင်နှံများအပြင်မကွဲပဲနေနေတာအမိယာညိတ်ခုံမမကတော့ကိုနာမကနေစရာစခုံမမကတော့ကျမနာမကနေစရာလူပြက်ကလေးတွေပညာတစ်ဖက်မှာပြောရှင်နေတာကြီးတဲ့နေပါလို့ညိတ်ခုံမကတော့ကိုနာမကနေစရာစခုံမကတော့ကျမနာမကနေစရာလူပြက်ကလေးတွေပညာတစ်ဖက်မှာပြောရှင်နေတာကြီးတဲ့နေပါလို့မင်းသမီးကိုပိုးရတာနှစ်လာတာရှိချာနောက်ကြကြဘောအဆဆကိုပဲဆွဲမျိုးခံချစ်ခဲ့ရလူမှန်ပါဗျာလဲနေလေအောင်ညီတော်ချမ်းအားလုံးကြည့်ရတာသူတွေသိတော့ရွှေမင်းသမီးနဲ့မောင်ရွှေရိုးဟာတနေ့တော့ရမှာဗျာတော့မှမရနိုင်ဘူးစခုံမကတော့ကျမနာမကနေစရာလူပြက်ကလေးတွေပညာတစ်ဖက်မှာပြောရှင်နေတာကြီးတဲ့နေပါလို့မင်းသမီးကိုပိုးရတာနှစ်လာတာရှိချာနောက်ကြကြဘောအဆဆကိုပဲဆွဲမျိုးခံချစ်ခဲ့ရလူမှန်ပါဗျာဘလို့ပဲချစ်ပေါ့လဲနေလေအောင်ညင်ဆောင်အကျံအားလုံးကြည့်ရတာသူတွေသိပေါ့ရွှေမင်းသမီးရဲ့မောင်ရွှေရိုးဟာတနေ့တော့ရမှာဗျာတော့မှမရနိုင်ဘူးလူရှင်တော်ဆိုပြီးမင်းသမီးနဲ့လာတွေ့တာအဲ့ဒါဘာဖြစ်လဲပြိတ္တကလက်မခံပါဆရာလက်ခံပါတယ်ဗျာအငိတ်ခုံနဘီကနေကန့်ကွက်ကြဖို့အနာမကနဲ့လေမျက်ရည်မဝဲနဲ့လူပြက်ကလေးမောင်ရှိယူအနာစရာလို့လူရှင်တို့ဆိုပြီးမင်းသမီးနဲ့လာတွေ့တာဘာဖြစ်လဲပရိသတ်ကလက်မခံပါဆရာလက်ခံပါတယ်ဗျာဟောဟိုနဘီကနေကန့်လွဲကြဖို့အနာမကနဲ့လေဆိုမှာရေရီမဝဲနဲ့လူပြက်ကလေးမောင်ရှိယူတနာဆရာလို့ရေရမောရလေးပြောရင်ကကျွန်တော်မူမှာလူရှင်တော်မျက်ရည်ကြတာလူမမတနာပါဘိုင်းဟောကြလို့တော့ကျွန်တော်ကိုလေအားပေးလိုက်ကြပါဖေးပွဲလာအရှိမကျင်ညာမောင်ရွှေရိုးနဲ့ချစ်တဲ့မင်္ဂလာပါစိတ်ကူးရင်အိတ်စားထဲမှာအိယာလဲပန်းခေါင်းပစ္စည်းတွေခရင်ချင်အောင်ဆုံးသွားသနခါကြောက်ပြီးသူ့အတွက်မကြမ်းပါကျွန်တော်ဆင်ဟာရပါဗျာဘိုးရပဲလိုက်အော်ကြိုက်တယ်လို့ပဲဖြူခုကစားလို့မင်းသမီးအမေကို
ရောက်ခမတော်ရင်တာကျွန်တော်ပါဗျာ တော့ရင်ဆောင် စိတ်ကူးရင်ဖိတ်စာထဲမှာတရားနဲ့ပါထုံးကြည့်ပါဗျာရင်ချင်အောင်ဆုံးသွားတခါကြောက်ပြင်သူ့အတွက်မကြမ်းပါစီနာလိုပါဗျာကိုရပဲလိုက်လိုက်ဟောကြိုက်တယ်လို့ပဲပြူပြူအခုကစားလို့မင်းသမီးအမေကိုရောက်ခမတော်ရင်လားကျွန်တော်ပါဗျာ ဟာ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 ရဲ့ချင်မာရီဒီမှာအလုံးငါဖြင့်သိလိုက်ကြတာလေနော်ကြည်လို့ဟာကိုမြင်းစေစနဲ့အငိတ်ထဲမှာပဲချစ်နိုင်မယ်ဆရာ